ဒီနေ့မှာဆိုတော့ကျွန်တော်တို့ထိုင်းနိုင်ငံကနောက်ပတ်ခြားမှာရှိတဲ့ကချနာပူရီကိုရောက်ရှိနေပါတယ်ကချနာပူရီကတော့ခိုင်မှာဆိုတော့ဖျားသူစုနဲ့လည်းတေးပြီးတော့မွေးပေါ့နော်ဖျားသူစုနဲ့ဆက်နဲ့တေးပြီးတော့မွေးဘူးခုလက်ရှိမှာဆိုတော့ဘယ်နေရာကိုရောက်နေလဲဆိုတော့ကျွန်တော်တို့ဒုတိယကမှာစေတော့ကဆောက်လုပ်ခဲ့တဲ့ကျွန်တော်တို့တင်မင်းတမရထားလာလို့ခေါ်တဲ့မနနာရထားလာကိုရောက်ရှိနေမှာနော်ဒီမနနာရထားလာမှာဆိုတော့ကျွန်တော်တို့ဘယ်ကနေစလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံတိုင်ပူဆရာမြို့ကနေစိုက်ပြီးတော့ကိုလက်ရှိထိုင်းနိုင်ငံပလဲအေဒီယာနိုင်ငံအထိကျွန်တော်တို့စောင်းလို့ဖို့ကျွန်တော်တို့စီထားတာပေါ့နော်ဒါပေမဲ့ဖြစ်ပြောင်းခဲ့ဘူးပေါ့နော်အခုလက်ရှိမြန်မာနိုင်ငံမှာဆိုတော့လည်းမြန်မာနိုင်ငံမှာဆိုလည်းပြတိုက်ပဲရှိပြီးတော့အခုလက်ရှိထိုင်းနိုင်ငံမှာဆိုတော့ကျွန်တော်တို့ခီးသွားလူကြီးတွေတော့ခီးသွားတော့မြောက်ရောက်ရှိနေနေရမှာနော်ပြီးအခုလက်ရှိလည်းရထားဆိုတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာဆိုတော့ရထားသွားလာခွင့်ရှိတယ်ပေါ့နော်ဒီကချနာပူရီမှာဆိုရင်အခုလက်ရှိဒီကြောက်ရှိတဲ့နေရာမှာဆိုရင်လည်းကျွန်တော်တို့ခီးသွားလူကြီးတော်ကိုများတယ်ပြီးတော့ပြန်တော့ခုမှဆိုတော့နေရာတော်ကိုမှတိုက်ရတာပေါ့နော်ဒီတမရထားလာမှာဆိုတော့ကျွန်တော်တို့လူတွေကျွန်တော်မြန်မာနိုင်ငံမှာဆိုလည်းလူတိုင်းသားပေါင်းစုံများစွာလူကြီးအသက်ပေါင်းများစွာရင်းနှီးပြီးတော့တေဆိုပြီးတော့ကျွန်တော်အသက်ဆိုပြီးတော့ကျွန်တော်တို့ဒီရထားလာကိုဆောင်းလုပ်ခဲ့တာပေါ့နော်ဒီရထားလာကိုဆောင်းလုပ်ခဲ့တာကြတော့ကျွန်တော်တို့တေမေးတမရထားလာဆိုပြီးတော့ကျွန်တော်တို့နာမည်ပေးခဲ့တာပေါ့နော်ခုလက်ရှိမှာဆိုလည်းကျွန်တော်တို့ဒီနေ့မှာဆိုသွားတဲ့အခါမှာဆိုတော့နေတာကိုမှတိုက်ရတယ်ပြီးတော့ကျွန်တော်တို့ကချနာပူရီရဲ့နေ့တော်များမှလည်း